မွတ်စလင်များဤရှို့ဝက်ဖြန့်ဝေချက်မြန်မာနိုင်ငံရှိအစ္စလမ်ဘာသာဝင်အပေါင်းတို့ကျွန်ုပ်တို့သည်မြန်မာနိုင်ငံ၌ရှိနေစဉ်အမျိုးဘာသာသာသနာကိုချစ်မြတ်နိုး၍စောက်ရှောက်သောအဖြစ်ကျွန်ုပ်တို့အားလုံးစီးပွားရေးလူမှုရေးကအစအချင်းချင်းရိုင်းမင်းကူညီရမည်ထို့ကြောင့်ကျွန်ုပ်တို့အစ္စလမ်ဘာသာဝင်အပေါင်းတို့သည်စီးပွားရေးနှင့်လူမှုရေးရတိုက်စစ်ဆင်သောအဖြစ်မိမိတို့ဘက်မှတစစ်ပြန်လဲရောင်းချခြင်းမှာတပါဤမြန်မာနိုင်ငံတွင်နေ့စဉ်ဈေးဝယ်သောအခါကျွန်ုပ်တို့အစ္စလမ်အမှတ်သားပါသောခွန်ရှိကြောင့်အမှတ်တစိတ်လာချမ်းပေါ်၌ကျယ်ပွင့်အမှတ်သားပါသောဆိုင်များ၌သာဈေးဝယ်ကြရမည်၎င်း၏အဓိပ္ပာယ်မှာခွန်ရှိကြောင့်ကဏ္ဍသုံးလုံးပေါင်းလိုက်လျင်21ရာ၏ထို21သည်လာမည့်21ရာစုသို့ရောက်သောအခါကျွန်ုပ်တို့အစ္စလမ်ဘာသာတရားတော်သည်မြန်မာနိုင်ငံပါဝင်ကမ္ဘာလောကကြီးရှိလူသားအလုံး၏ထိတ်ဆုံးကရောက်ရှိရမည်ဟုသောအမှတ်အသားပဲဖြစ်သည်မှတ်ချက်ကျွန်ုပ်တို့အလုံးသည်စီးပွားရေးလူမှုရေးများကိုမြန်မာနိုင်ငံ၌အစ္စလမ်ဘာသာပြန်ပွားရေးထွန်းကားရေးလွှမ်းမိုးရေးအတွက်ထိုးစစ်တရဲ့အနေနဲ့အကောင့်ထဲပေါ်ဆောင်ရွက်ကြရပေမည်ထို့ကြောင့်ကျွန်ုပ်တို့၏ဘာသာအမှတ်သားပါသောဈေးဆိုင်မှတပါဘာသာကြားလူမျိုးကြားများဖြစ်ကြသောမြန်မာတရုတ်ရှမ်းကရင်ရခိုင်စသောမြန်မာတိုင်းရင်းသားဆိုင်များ၌ဈေးဝယ်ခြင်းစားသောက်ခြင်းစသောစီးပွားရေးဆက်ဆံမှုများမပြုလုပ်ရပါအထူးသဖြင့်လာချမ်းတစိတ်ဖော်ပြထားသောဆိုင်များ၌သာကျွန်ုပ်တို့အစ္စလမ်ဘာသာဝင်အပေါင်းတို့အားလုံးစားသုံးကြရမည်အမန်စန္ဒာနုအမစန္ဒာနုပေါ့နော်အဲ့တော့အစ္စလမ်သာသနာပြုလမ်းညွှန်စာအုပ်မှာကောက်နှုတ်ချက်များရေးသားသူအမစန္ဒာနုမာမီနှာ900မှာ၎င်းနီဒန်နှာ30မှာ၎င်းနှာ280မှာ၎င်းကောက်နှုတ်တင်ပြထားပါသည်မြန်မာပြည်၌အစ္စလမ်သာသနာပြန်ပွားရန်အလားအလာများစွာရှိသည်အစ္စလမ်ဘာသာဝင်များတိုးတက်စီပင်ရန်အလွယ်ကူဆုံးနှင့်အသေးချာဆုံးမှာဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများကိုတိမ့်ပိုက်ရန်ဖြစ်သည်အလုံးကအစီမပြေသောမွတ်စလင်ဘာသာဝင်တို့သည်မြန်မာနိုင်ငံသို့သွားမြန်မာအမျိုးသမီးများကိုယူခြင်းဖြင့်အစ္စလမ်ဘာသာကိုပြန်ပွားစေရန်အားထုတ်သင့်ပါသည်မြန်မာမှများတွင်ကိုချင်းတရားဆောင်စည်းမှုမရှိကြပေတိမ့်ပိုက်ခြင်းဖြင့်သေချာလွယ်ကူသောအစ္စလမ်သာသနာပြုနည်းကိုကျင့်သုံးရန်ဖြစ်သည်အနာဂတ်အစ္စလမ်ဘာသာပြန်ပွားရေးအတွက်အိုးအလားအစ္စလမ်ဘာသာဝင်သူတော်စင်ပေါင်းတို့ကျွန်ုပ်လူမျိုးအားလုံးတို့ဤမြန်မာနိုင်ငံသည်ယခုအခါအစိတ်ဖြစ်ခဲ့ပြီထို့အတွက်ကြောင့်ကျွန်ုပ်တို့လူမျိုးအားလုံးသည်ညီညွတ်ရမည်တွေးစီကြရမည်တတ်နိုင်သည့်ခြေကုပ်ကိုယူထားကြရမည်ကျွန်ုပ်တို့သည်ဒီနိုင်ငံမှာကြံ့ရင့်နေခဲ့ရမည်ဗုဒ္ဓဘာသာဝင်အမျိုးသမီးများနှင့်မြန်မာတိုင်းရင်းသူများသည်အချိန်မရေငွေပေးလျင်ရသောပြည်တစားကဲ့သို့ဖြစ်နေကြပြီကျွန်ုပ်တို့ဘာသာဝင်အားလုံးတို့သည်ယခုအချိန်၌လှုပ်ရှားဖို့အကောင်းဆုံးသောအချိန်ဖြစ်၍ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများနှင့်မြန်မာတိုင်းရင်းသားတို့အားတင်တို့၏နှလုံးသွေးဖြင့်၎င်းငွေအားဖြင့်၎င်းစီးပွားရေးအားဖြင့်၎င်းမြူဆွဲသိမ်းသွင်းကြရမည်အဓိကအချက်မှာသူတို့၏ကိုယ်ထဲတွင်ကျွန်ုပ်တို့၏တွေးများကြံ့ရည်နေဖို့ပင်ဖြစ်ပါသည်တင်တို့စ조사သမျှအကျိုးအမြတ်ကဗုဒ္ဓဘာသာဝင်အမျိုးသမီးယင်တွင်တို့တင်တို့၏တွေးသားများဝင်သွားအောင်လုပ်နိုင်သူများအားမူဂျာဟစ်ဗလီမှကျပ်ငွေ900ကိုစုဖြစ်လက်ဖွဲ့ပေးမည်အကယ်၍ဗုဒ္ဓဘာသာဝင်အမျိုးသမီး4ယောက်တို့၏ကိုယ်တွင်တို့တွေးထိုးသွင်းနိုင်ခဲ့လျင်ဗလီမှလစဉ်တလလျင်1000ကျပ်ထောက်ပံ့ပေးမည်ဘွဲရပြီးဗုဒ္ဓဘာသာဝင်အမျိုးသမီးဖြစ်ပါက2000ဘုံမှုသမီးဖြစ်လျင်2000ကျပ်ဘုံမှုသမီးဘွဲရဖြစ်လျင်9000ကျပ်ကိုစုဖြစ်လက်ဖွဲ့ပေးမည်လူကိုလူဖြစ်ရင်းရန်တင်တို့အားလုံးသတိပြုရမည်ဒီလိုသိမ့်သွင်းနိုင်မှသာကျွန်ုပ်တို့အစ္စလမ်ဘာသာသည်မြန်မာနိုင်ငံ၌အဒွန့်ရှည်စွာတည်မှာဖြစ်ပါတယ်။ဝေကျေထောက်ပံ့မှုအတွက်တင်တို့အားလုံးဘာမှပူစရာမလိုပါအစ္စလမ်ဘာသာဝင်ဖြစ်သောကျွန်ုပ်တို့၏မူဂျာဟစ်အစိုးရထံမှနှစ်စဉ်တလလျင်ပေါင်စတာလင်ပေါင်း9သန်းကိုကျွန်ုပ်တို့၏လက်ဝယ်သို့ပို့နေပါသည်တင်တို့အောင်မြင်မှုအတွက်မျှော်လင့်ဆောင်စားတောင်းတလျက်ရှိသည်ရှိုးဝက်ညွှန်ကြားလာအတွက်သတိပေးချက်ဤလက်ကမ်းစာဆောင်များကိုတက်ဆိုင်သူထံမှတစ်စစ်မပေါက်ကြားစေရဟုက
တိဝန်ခံချက်ပေးသောအစ္စလမ်ဘာသာဝင်မွတ်စလင်လူမျိုးများကိုသာဖြန့်ဝေပေးရမည်တဲ့ဒါကကျွန်တော်တို့ဦးနုခေတ်မှာပြောမှဆိုပါလီမန်ခေတ်မှာပေါ့ပါလီမန်ခေတ်မှာကျွန်တော်တို့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းလိုက်တဲ့အချိန်မှာအဲ့ဒီမှာသူပြောထားပါတယ်နော်အိုအစ္စလမ်ဘာသာဝင်သူတော်စင်ပေါင်းတို့တဲ့ကျွန်တော်တို့အားလုံးအတွက်ဤမြန်မာနိုင်ငံသည်ယခုကအစိတ်ဖြစ်ခဲ့ပြီတဲ့ကြားလိုက်တယ်နော်အဲ့တော့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းလိုက်တဲ့အခါကျတော့သူတို့ဒုက္ခရောက်သွားဒါကြောင့်ဗုဒ္ဓဘာသာဗမာလူမျိုးမှန်သမျှကသူတို့အတွက်အစိတ်ဖြစ်တယ်ဆိုပြီးတော့တေချာထည့်ရေးပေးထားတယ်အဲ့တော့ဒါကသူတို့ရဲ့မွတ်စလင်တွေရဲ့ရှုပ်ဝက်စာဆောင်တွေဖြစ်ပါတယ်သူတို့ရဲ့ကျမ်းစာတွေမှာလည်းတေချာရေးထားပါတယ်နော်အမဇန္နာနုမာမီရဲ့စာမျက်နှာ900မှ၎င်းဏိဒန်းနာ30မှ၎င်းစာမျက်နှာ280မှ၎င်းကောက်နှုတ်ထားပါသည်ဆိုပြီးတော့ပြောပေးထားတယ်ဗျကျွန်တော်ဝါဒဖြန့်နေတာမဟုတ်ဘူးနော်ဒါတွေကတမိုင်းအထောက်ထားတွေကိုကျွန်တော်ပြန်လည်ပြီးတော့ရွတ်ပြပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မဟာဗမာဂျင်းကျော်လေးဖြစ်ပါတယ်